တကုံမျိုးတစ်လေးမျိုးနဲ့ရဲ့အိမ်ချမ်းမြေရောင်းဝယ်ခါချင်းများအတွက်ရောင်ချီစာလက်တွဲဆောင်ရွက်ခြင်းနဲ့ဆိုရင်တော့အကောင်းဆုံးဈေးညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ဆေးပစ္စည်းတကုံမျိုးတစ်လေးမျိုးနဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးကနှွေးထွေးစာကြိုးစုလျက်ပါရှင်တကုံမျိုးတစ်စိတ်ကံတကုံမျိုးတစ်တောင်ပိုင်းတကုံမျိုးတစ်အစီပိုင်းမှာရှိတဲ့မြေခွက်များကိုရောင်းသူဝယ်သူစိတ်တိုင်းကြဆွေးနွေးရှင်းပြကျိုးဆောင်ပေးပါတယ်မြေခွက်တိုင်းရဲ့ကရင်ပါမစ်စတာတို့ကိုစီပစ်စစ်ပြီးသားဆိုတော့ရာနှုန်းပြအာမခံချက်လည်းအပြည့်ရှိရဲ့အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ဒီကွန်မြူနတီလေးမျိုးနဲ့ရဲ့နေရာကောင်းအချက်ချာကြတဲ့မြေခွက်များကိုကာလာပေါက်စီအတိုင်းဝယ်ရရှိနိုင်စေဖို့တာဝန်ယူကျိုးဆောင်ပေးနေပါတယ်ရှင်အင်ချန်မီနဲ့ပတ်သက်ရင်ဘာပဲလို့အကောင်းဆုံးဝန်ဆောင်မှုပေးရဲ့ဆေးပစ္စည်းတကွန်မြူနတီလေးမျိုးနဲ့အင်ချန်မီရောင်းဝယ်ရေးကအတွေ့အကြုံရှိတဲ့ရှိနေတွေနဲ့စာချုပ်ချုပ်ပေးတာဆိုတော့ယုံကြည်စိတ်ချရတယ်လေ3နာရီကြိုတင်ဖုန်းဆက်လိုက်ရုံနဲ့စိတ်တန်းကြအတိုင်းမီဆွေးနွေးလို့ရတယ်ဆေးပစ္စည်းတကွန်မြူနတီလေးမျိုးနဲ့အင်ချန်မီရောင်းဝယ်ရေးကိုဆက်သွယ်မယ်ဆိုဖုန်း3ညကို455050 900နဲ့ဆက်ပစ်ဆက်တကွန်မြူတစ်လေးမျိုးနဲ့အင်ချမ်မြေရောင်းဝယ်ရေး Facebook page ကနေလည်းဆက်သွယ်စုံစမ်းနိုင်ပြီးလိပ်စာက4000ကန်လမ်းမှာပေါ်ထပ်ကြီးရမှတ်တိုင်အနီးတင်ငန်းချုံမြို့နယ်ရန်ကုန်ကိုလည်းကိုယ်တိုင်သွားရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။